လာပါရှင်အမညီမလေးတယောက်မေးထားတဲ့မေးခွန်းလေးကိုဖြည့်ပေးရင်းနဲ့အားလုံးသိအောင်အမဒီကနေလာပြီးတော့ share လုပ်ပေးချင်ပါတယ်ဒီညီမလေးမေးထားတဲ့မေးခွန်းကအမရေတဲ့ဒီခန္ဓာကိုယ်အတိုင်းယူတဲ့အခါမှာရှည်ရင်ကျယ်ကိုလည်းတိုင်းတယ်နောက်ရင်ကျယ်ကိုလည်းတိုင်းတာမှန်ပေမဲ့အမတို့ပတ်တန်ဆွဲတဲ့အခါမှာဘယ်နေရာသွားပြီးတော့ရှည်ရင်ကျယ်ကိုထားရမှာလဲနောက်ရင်ကျယ်ဆိုလို့ရှိရင်ဘယ်နေရာမှာသွားပြီးတော့ဒီအကွာအဝေးကိုအစားသွင်းရမှာလဲပေါ့နော်အဲ့တော့ဒီမေးခွန်းလေးကိုမှတေချာလေးဖြည့်ပေးခြင်းနဲ့အမတို့ခန္ဓာကိုယ်မှာတော့အတိုင်းတိုင်းတတ်ပါရဲ့ပတ်တန်မှာသွားပြီးအစားမထိုးတတ်ဘူးဆိုလို့ရှိရင်လည်းအမတို့အဆင်မပြေဘူးဟုတ်ပြီနော်အဲ့တော့အမကဒီပတ်တန်ဆွဲတဲ့အခါမှာရှည်ရင်ကျယ်တဲ့မိုးကဘယ်နေရာမှာသွားပြီးအစားသွင်းရမှာလဲနောက်ရင်ကျယ်တဲ့မိုးဆိုရင်ဘယ်နေရာမှာသွားပြီးအစားသွင်းရမှာလဲဆိုတာလေးကိုအမပတ်တန်လေးနဲ့တေချာလေးကိုရှင်းပြပေးပါမယ်ရှင်ဒီပတ်တန်မှာဆွဲပြီးသွားရင်အမတို့ရှည်ရင်ကျယ်ကိုဘယ်နေရာမှာသွားပြီးယူရမလဲဆိုလို့ရှိရင်အခုအမတို့ဒီမှာပခုံးဆောင်လေးရှိတယ်ဒီပခုံးဆောင်ကနေဒီမှာဆိုအမတို့ရဲ့ဒါရင်လိုင်းလို့ခေါ်တာပေါ့နော်ဒီရင်လိုင်းနဲ့ဒီပခုံးဆောင်လေးကိုအမတို့သွားပြီးတော့တိုင်းလိုက်ဒီတိုင်းပြီးရင်သူ့ရဲ့အကွာဝေးကအခုအမဆိုဘယ်လောက်ရှိလဲဒီပခုံးဆုံးကနေဒီရင်လိုင်းကိုဆို15ရှိတာဆိုတော့အဲ့ဒါအမတဝက်ဝက်လိုက်မယ်တဝက်ဝက်တော့ခွန်ခွဲရတယ်အဲ့ခွန်ခွဲလေးမှာအမှတ်ကလေးတစ်ခုမှတ်ပြီးတော့ဒီအရှိကိုအမတောင်းမှန်ကြတော့မြင်းတစ်ချောင်းလေးကိုအမဒီလိုလေးဆွဲချလိုက်တယ်ဒါဒီရှေ့ရင်ကျဲရဲ့နေရပဲပြီးရင်အမတို့ဒီတန်မိုးရှေ့ရင်ကျဲမြင်းလေးရပြီဆိုရင်သူ့ရဲ့ဒီအကွာဝေးလေးကိုအမတို့ဘယ်လိုသွားအစားသွင်းမှလဲဆိုရင် body မှာတိုင်းခဲ့တာ32ရတယ်ဒီ customer ဆိုရင်32ဆိုတော့အမတို့အခုဆွဲနေတာတစ်ချမ်းပဲရှိသေးတယ်ဒီဘက်မှာတစ်ချမ်းစာကျန်သေးတယ်လေအဲ့ဒါလေးကိုတမီးတို့မျက်လုံးနဲ့မြင်အောင်ကြည့်နော်အဲ့တော့အမတို့ကဒီကတချမ်းစာပဲဖြစ်တဲ့အတွက်ကိုတိုင်းထားတာကသူ့ကိုခန္ဓာကိုယ်မှာအပြည့်တိုင်းထားတဲ့ရင်ကျဲတန်မိုးဒီ32ဆိုတော့အမတို့တချမ်းစာဖြစ်တဲ့အတွက်32ကိုအမတို့2နဲ့စားလိုက်ပါအဲ့တော့32ကို2နဲ့စားတော့16ရမှာပေါ့ဒါဆိုအမတို့ဒီရဲ့အရှိဒီမြင်းပိတ်ထားတဲ့နေရာလေးကနေခုနသမီးတို့ရှည်ရင်ကျဲတန်မိုးမြင်းဆွဲထားတဲ့နေရာလေးထိကိုအမတို့ဒါလေးဆိုရင်ရှည်ရင်ကျဲတန်မိုးအစားနှစ်တန်မိုးလေးကိုအမတို့လာပြီးတော့အစားသွင်းလိုက်တာရလားအဲ့တော့တဆင်ချင်းစီသွားနော်ပြသွားတာလေးကိုနားမလဲဘူးဆိုလို့ရှိရင်ဗီဒီယိုကိုねအစအနေပြန်ပြီးတော့ကြည့်ပေးဟုတ်ပြီနော်ပြီးနောက်ရင်ကျဲတန်မိုးသူ့ရဲ့ဒီပခုံးစွန်းတန်မိုးလေးရှိမယ်သူ့ရဲ့ဒီရင်မြင်းတန်မိုးလေးရှိမယ်အဲ့ဒီရင်မြင်းနဲ့ပခုံးစွန်းလေးကိုတိုင်းကြည့်လိုက်ရင်ဘယ်လောက်ရှိလဲဆိုရင်ဒီမှာအမတို့18ရှိတယ်18ဆိုတော့သူ့ကိုအမတို့တဝက်ဝက်လိုက်လို့ရှိရင်6မရအောင်လားဟုတ်ပြီနော်အဲ့ဒီ6ရတဲ့တန်ဖိုးနေရာလေးကသူ့ရဲ့ရင်ကျဲမြင်းပေါ့အဲ့တော့နောက်ရင်ကျဲမြင်းရပြီဆိုရင်အမတို့တန်ဖိုးလာအစားသွင်းရတော့မယ်နောက်ရင်ကျဲတန်ဖိုးရထားတာ33ကို2နဲ့စားလိုက်တော့သူ့ရဲ့အဖြေလေးကိုအမတို့ဒီမှာအစားသွင်းလိုက်မယ်33နှစ်နဲ့စားတော့သူ့အဖြေလေးက16ခွဲရတယ်ဟုတ်ပြီနော်အဲ့တော့ရှည်ရင်ကျဲတန်ဖိုးနောက်ရင်ကျဲတန်ဖိုးတွေကိုကျွန်တော်တို့ဒီပုံစံလေးနဲ့ပဲသွားပြီးတော့အစားသွင်းပေးပါရှင်ကဲဒီဗီဒီယိုလေးကိုကြည့်ပြီးပြီဆိုလို့ရှိရင်ရှည်ရင်ကျဲတန်ဖိုးနောက်ရင်ကျဲတန်ဖိုးတွေဘယ်လိုသတ်မှတ်မှာလဲပြီးဘယ်လိုအစားသွင်းမှာလဲဆိုတာလေးတွေကိုတေချာလေးသဘောပေါက်သွားပြီလို့အမကတော့ထင်ပါတယ်ဒီဗီဒီယိုလေးကအခုမှပညာကိုစတင်နေတဲ့ကလေးတွေအတွက်အများကြီးအသုံးဝင်မယ်အဆင်ပြေလိမ့်မယ်လို့အမကတော့ယုံကြည်ပါတယ်အမကတော့မကာမီ fashion ရဲ့ teacher ချမ်းမြေဝေဖြစ်ပါတယ်ရှင်သိချင်တာလေးရှိရင်လည်း comment မှာနေမေးသွားလို့ရပါတယ်အားလုံးကျေးဇူးပါအသေးမွားတတိလေးရာစာဂရုစိုက်ပေးဖို့တော့လုံးဝမမေ့ပါနဲ့နော်